ပေါ့နော်ဒီနေ့အမားတို့ရဲ့အချင်းဒေတာအတွက်ဆိုင်လေးကရင်းနဲ့ချောင်းကိုပြင်းပြင်းဝဲတဲ့နေလေးဖြစ်ပါတယ်ရှင်ဘာလို့လဲဆိုအပေါ်မှာ reply လေးမှာဗီဒီယိုလေးထောက်ပြထားပါတယ်ဆယ်လီတာအိုးကြီးပွဲသွားပါတယ်ရှင်တည်င်းကျွတ်မှာဘုံဘိုးရမလားလို့အောင်းမိတယ်ပေါ့နော်ကိုကတော့တည်င်းကျွတ်မှာသူ့ပေါ့ပါပြီဆယ်လီတာအိုးကြီးဒီလိုအိုးကြီးဆယ်လီတာအိုးကြီးပို့တာပွဲထားတာဖြစ်တဲ့အတွက်အခုဆယ်လီတာအိုးကြီးနောက်ထပ်တအိုးပြန်အစားပေးတယ်အဲ့ဒါကြောင့်မတို့ဒီကချင်ဒေတာထက်မှာပေါ့နော်ဒီလိုဆယ်လီတာယူလား8လီတာယူလား5လီတာပဲကြိုက်တဲ့သေအိုးယူနော်ကိုယ့်ရဲ့မြန်မာနိုင်ငံအနှံ့ကိုမတို့ကပို့ပေးပါတယ်ရှင်ပို့ပေးပြီးအပွဲအပြုတ်လုံးဝတာဝန်ယူရဆိုတာလေနဲ့ပြောတာမဟုတ်ဘူးနော်ဒါကလက်တွေ့သက်တည်ပဲအပေါ်မှာကြည့်လိုက်ပွဲထားတဲ့ပုံလေးရော customer ရဲ့ပုံလေးရောပြထားပါတယ်ရှင်အားကြောင့်မို့အမားတို့စီမှာစိတ်ချလက်ချဝယ်လို့ရပါတယ်ဟာဒီသေအိုးရလေအမားတို့ကအဝေးကြီးတွေကဝယ်လို့ပွဲရမလားမလုံးဝစိတ်မပူပါနဲ့ဆယ်လီတာအိုးကြီးပွဲတော့လို့နောက်ထပ်ဆယ်လီတာအိုးကြီးတအိုးကိုအစားပြန်ပေးပါတယ်ရှင်နော်ဒါကြောင့်မို့မတို့စီမှာဝယ်ယူအားပေးတယ်ဆိုရင်ဒီမှာနော်ရှိပတိတွေဆိုရင်လည်းဒီမှာကြည့်လိုက်အကောင်ကြီးဒီမှာကြည့်လိုက်နော်အများကြီးပါဒါတော့မှ8လီတာအိုးပဲနော်ဒီမှာစေးအိုးလေးတွေဝါကျွတ်ကိုယ့်ရဲ့အကိုတွေပေါ့နော်ကိုယ့်ရဲ့အလေးတွေကိုယ့်ရဲ့အကိုကြီးတွေမိုင်းတို့တိုင်ကနေတချို့စေးအိုးကြီးတွေတုံးချင်တဲ့စိန်ကတော့ဟယ်လိုလေးတစ်ချက်တာလှုပ်လိုက်ပါနော်3ရက်အတွင်းရောက်စေရပါမယ်ရှင်လမ်းကြောင်းကောင်းရင်ပြောတာပေါ့နော်ကဲအားလုံးကျေးဇူးတင်ပါတယ်နှုတ်တော့ဆက်ပြီးပြီဒါပေမဲ့ပြောစရာလေးတစ်ခုကြံသွားလို့ဘာဖြစ်လို့လဲဆိုတော့ပေါ့နော်အမတို့စီမှာဒီလိုစေးအိုးတွေပေါ့နော်ဝယ်ပြီးမှကုန်လိုက်အမရဲ့ဒီစေးအိုးကလွှင့်ပြရမှာလားလွှင့်ပြစရာလုံးဝမလိုဘူးနော်လုံးဝမလိုဘူးဘာဖြစ်လို့လဲဆိုတော့ဒီစေးအိုးကြီးကုန်သွားရင်ကြိုက်နှစ်ရာပြ8လီတာဝယ်တယ်ဆိုရင်နောက်ထပ်ကြိုက်နှစ်ရာ8လီတာအရက်တော့မဟုတ်ပြရရောလို့ရပါတယ်ရှင့်ကဲနောက်ဆုံးဒီစေးအာနီတင်ကုန်သွားတဲ့ထားအောင်ဒီကပါတဲ့ဂျင်သင်းဖက်ကလေးတွေကိုချီဘယ်ရီလေးတွေကိုချက်သားနဲ့အားရှိအောင်ပေါင်းစားလို့ရတယ်ကဲဒီဂျင်သင်းတွေလည်းကုန်သွားပြီနော်ဒီကဒီပေါ့မျက်စိသေးတွေကိုချီတွေလည်းကုန်သွားပြီဆိုရင်လည်းစိတ်မညစ်နဲ့အိုးနောက်ဆုံးကြံနေတယ်ပါလဲဖန်အိုးကြီးကြံနေတယ်ဖန်အိုးကြီးနော်ဒီဖန်အိုးကြီးကလည်းအိမ်မှာချင်ဖက်ပဲစိမ်မလားနောက်ထပ်ဘာပဲလုပ်မလားဒီဖန်အိုးကြီးလည်းကြံနေအားကြောင့်ဒီတလုံးဝယ်တာနဲ့လုံးဝရတက်ပံသုံးလို့ရလို့တော့ပြောလို့ရမလားဒီအိုးကြီးမကွဲမချင်းဒီအိုးကြီးကိုမြင်တိုင်းဟာဒါကချင်ဒေတာထက်ကမိုင်းတို့ဆိုင်ရာဝယ်ထားတဲ့အိုးကြီးပါလားဆိုမှတတိယညအိုးလေးတော့မကွဲဘူးဂယုဆိုင်တော့ကဲအားလုံးကိုကျေးဇူးတင်ပါတယ်ဝါကျွတ်မှာအပြင်ဆွဲမယ် New Year တွေ Christmas တွေရောက်တော့မှဆိုအခုခရမ်းနေဝယ်ထားလိုက်အမတို့ဝါကျွတ်မှာ promotion လေးတွေချပေးနေပါရှင့် Bye bye